泡扁呢，所以哈哩，大卡呗泡扁扁，那卡呗泡扁扁，面人泡扁扁，泡扁哪呗。တကယ်လို့စားကနေဖောက်ပြန်နေလဲအဲ့ဒါကလည်းဖောက်ပြန်တာပဲနော်ဒါပေမဲ့ तू ဖောက်ပြန်တာကိုလူတယောက်ယောက်ကမိသွားတယ်ဆိုရင် तू ကတော့ပြောပါတယ် तू ပြုတ်ပြင်ပါမယ်တဲ့ပြုတ်ပြင်လာပါတယ်ပထမဦးဆုံးတစ်ချက်ပြုတ်ပြင်လိုက်မယ်ဖုန်းနဲ့တလောက်ဝယ်မဝယ်ဘူးဆိုပတ်စဝက်လေးအတစ်ပြုတ်ပြင်လာလိုက်မယ်ပတ်စဝက်လေးအတစ်ခတ်လာလိုက်မယ်ဒုတိယတစ်ချက်ခါတိုင်း Facebook တစ်ကောက်ပဲတုံးတယ်မိသွားတဲ့နောက်ပိုင်း Facebook 4-5ကောက်တုံးလာလိုက်မယ်TikTok 4-5ကောက်ဖွင့်တက်လာလိမ့်မယ်။ password တွေမောက်များစွာနဲ့ဖြစ်လာလိမ့်မယ်။နောက်တစ်ချက်အဲ့ဒါတွေလောက်ပြီးနောက်ပိုင်းကျရင်အဲ့လိုလုံရဲထက်မိရင်တောင်မှဒီရက် TikTok တို့ Facebook Messenger ဖွက်တဲ့နေအောင် तू လိုက်ရှာလာလိမ့်မယ်။ဘလို့ဖွက်ရလဲဘလို့တော့ခက်ရလဲဘလို့လုံရင်မတွေ့အောင်လို့ तू နီးလန်းမျိုးစုံရှာကြမ်းမှ तू လုံလာလိမ့်မယ်။တကယ်လို့ဒီတစ်ချက်တွေအကုန်လုံးလုံပြီးပြီဆိုရင်နောက်တစ်ချက်ပါ तू ထပ်လောက်လာလိုက်မယ်ဒါကကြတော့လေဖုန်းတွေတိုးနဲ့ခိုးပြောတက်လာလိုက်မယ်အဲ့လိုပြောတဲ့အချိန်ဘယ်ညမှာတော့ပြောတက်လဲဆိုအိမ်တာရေချိုးခန်းအိမ်နောက်ဘေးเนาะအဲ့လိုနေရာမှာလုံးဝမလုံခြုံတော့ဘူးဆိုဘယ်လိုသွားလဲဆိုဈေးတော့ဝယ်မယ်မဟုတ်လက်ဖေးဆိုင်သွားမယ်တနေရာသွားမယ်ဆိုပြီးမှဖုန်းသွားပြောတာလို့တော့ချိန်တွေ့တာလို့လှုပ်လာလိုက်မယ်ကြားဘူးတယ်မလားလူတယောက်ပြောဘူးတာကိုကတော့အလောက်သွားပြီထင်မှဒီကနေစုတောင်းပေးလိုက်ရတာတဲ့မြစ်တာလေးပို့ပေးလိုက်ရသူ့မှာတော့ဘယ်ဟုတ်မလဲမရင်ငယ်အခန်းမှာရောက်နေတယ်ဆိုတဲ့ဟာလေးအဲ့လိုမျိုးဆိုမှပတ်စံလေးအကြောင်းပြအလောက်တွေအကြောင်းပြမှာခီးခိုးထွက်လာလိုက်မယ်တချို့တွေကပြောတယ်နော်ခွေးတွေဆိုတာတဲ့ချီမစားနဲ့ဆိုဘလောက်ပဲလုပ်ပဲနောက်ဆုံးချီစားလာမှာပဲလေတကယ်တော့အဲ့ဒီရဲ့စကားပုံကဘသူ့ပြောထားတာလဲဆိုတော့တကယ်တော့ခွေးကိုရင်ညွှန်းမှပြောထားတာမဟုတ်လူကိုရင်ညွှန်းမှပြောထားတာဖြစ်တယ်ဖောက်ပြန်တဲ့သူကဗီဇပါတဲ့သူကဖောက်ကိုဖောက်ပြန်လာမှာပဲဆိုတဲ့စကားကိုသူကပြောလာတာဖြစ်တယ်နော်အဲ့ဒါလေးကိုတိထားဖို့အတွက်စောကလာပြောပြတာပါဟဲစောပြောပြချင်တယ်တိလားလူတိုင်းမှာအတိတ်ဆိုတာလည်းရှိတယ်နော်စောပြောပြချင်တယ်အားလေးပေးချင်တယ်လူဆိုတာအတိတ်ဆိုတာတော့ရှိမှာပဲအတိတ်ထဲမှာအတိတ်မှာဖြစ်ခဲ့တဲ့အရာအလုံးကိုအခုလက်ရှိကာလမှာဆွဲပြီးမှဆွဲလာမှဒဏ်ရာတွေဒဏ်ချက်တွေနဲ့လေချိန်ချောက်မှုတွေဘယ်လိုပြောမလဲစိတ်ကျဉ်ကျက်မှုနဲ့အသက်မရှင်နဲ့အတိတ်မှာအတိတ်ကိုခုတ်ပိုင်လုပ်ခဲ့အတိတ်ကိုထားခဲ့အတိတ်မှာဘလောက်ထိပဲဆိုးဝါးခဲ့အတိတ်မှာဘလောက်ထိပဲဖြစ်ခဲ့ကိုကလက်ရှိအသက်ရှင်နေတဲ့သူဖြစ်တယ်ကိုကလက်တိအသက်ရှင်နေတဲ့အထဲမှာပြောချင်တယ်ကိုမာကလက်ရှိအသက်ရှင်တဲ့အချိန်မှာပျော်ရွှင်မှုတွေနော်တိုးတက်မှုတွေအများကြီးရှာနိုင်သေးတာဟုတ်တယ်အရင်အတိတ်ထဲမှာဘာပဲလုပ်ခဲ့တယ်အဲ့အတိတ်ထဲကိုနစ်မောမှလူတယောက်ကကိုတခုခုလုပ်တော့မှဆိုအတိတ်နဲ့လာကင်ပေါက်တာလာချင်းချောက်တာလေးရှိမယ်အတိတ်မှာပဲမနေနဲ့ချင်းချောက်မှုလည်းမကြောက်နဲ့အတိတ်ကအတိတ်အခုလက်ရှိကလက်ရှိအဓိကလက်ရှိမှာကောင်းအောင်ကိုကစူးစမ်းရမယ်ဘယ်လိုအရာမျိုးပဲဖြစ်အသိမှရက်မနေနဲ့တချို့လေးဆိုမကောင်းတာလုပ်ခဲ့တာရှိမယ်မိန်းကလေးတော်တော်များများဆိုလဲဟောဒုက္ခရောက်တဲ့အချိန်မှာကောင်းတာလုပ်ခဲ့တာရှိမယ်ယောက်ျားလေးဆိုလဲအတူတူပဲတော်တော်များများမကောင်းတာလုပ်ခဲ့ရရှိမယ်ကောင်းတာလုပ်ခဲ့ရရှိမယ်ဟုတ်တယ်မလားဥမာကလုံးဝမတက်တာတဲ့အဆုံးနော်ဆိုမမြင်ဘူးအများကြီးပေါ့ဟဲ့ရှိလာမယ်တချို့ဆိုဘိန်းစားတချို့ဆိုဘာရှိလာလိမ့်မယ်ဒါပေမဲ့အတိတ်ကအတိတ်မှာထားခဲ့လက်ရှိကလက်ရှိအတိတ်ကအတိတ်ဒါပေမဲ့အတိတ်မှာလည်းမကောင်းမှုတွေအများကြီးလုပ်ပြီးဒါလည်းမကောင်းမှုဆိုတာသိနေပြီဒါဆိုဘာလို့ကိုကအတိတ်ကဟာကိုပဲစင်းစားမှအတိတ်ကဟာပဲပြန်မလှုပ်မိဖို့အတွက်ပဲကိုကစူးစမ်းရမယ်လူတယောက်ဆိုတာကအနာဂတ်ဆိုတာလည်းရှိတဲ့တယ်အတိတ်ဆိုတာကလူတိုင်းမှာရှိတဲ့အရာဟုတ်တယ်ဟောအရင်တော့မကောင်းမှုလုပ်ခဲ့တယ်ဒါပေမဲ့မကောင်းတဲ့ဟာကိုပဲကိုကဆွဲပြီးမှငါကမကောင်းဘူးဆိုတဲ့စိတ်နဲ့တစ်ချိန်လုံးစဉ်းစားသူများကြည့်လဲဒီမကောင်းတဲ့ဟာကိုလုပ်ခဲ့သူများအကြည့်တစ်ချက်လုပ်လိုက်ဒီကောင်ကငါအရင်တော့လုပ်ခဲ့လို့ငါ့ကိုဒီလိုကြည့်နေဆိုဝမ်းမနေနဲ့လက်ရှိမှာကောင်းအောင်ကြိုးစားလူပါဇက်ထားလိုက်1 ရက်9 ရက်ပဲချီးမွမ်းလိုက်9 ရက်ပဲဒီတော့ပြောချင်တယ်လူဘဝမှာကိုရဲ့ဘယ်လိုပြောကိုဘဝတိုးတက်ဖို့လဲအဓိကကိုပျော်ရွှင်ဖို့အဓိကသူများကိုဂရုမစိုက်နဲ့ပတ်ဝန်းကျင်ကိုဂရုမစိုက်နဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်တဲ့အမျိုးတွေကိုဂရုစိုက်တဲ့နေထမင်းငက်နေတဲ့အချိန်ဘသူကလာပေးတာရှိလဲကိုကြိုးစားမှကိုရတဲ့ခေတ်ကိုကြိုးစားမှကိုရတဲ့ဘဝဒါကြောင့်အတိတ်ကိုပဲတစ်ချိန်လုံးငေးမောမှအဲ့အတိတ်မှာပဲပိတ်မိမနေနဲ့အတိတ်ကနေယုံထွက်ခဲ့ဒီလက်ရှိမှာဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုကြိုးစားရမလဲ
စဉ်စဉ်စားစားနဲ့ကိုကဘလို့ကျင့်ချင်ရမလဲငွေရှာချင်တဲ့သူဆိုစဉ်းစားပါကိုကငွေကိုဘလို့ရှာရတော့မလဲအရင်နေ့မရှိတဲ့သူဆိုလည်းဟောအရင်နေ့နဲ့အလုံးလုံးရတဲ့ဟာဘာတွေရှိလဲစဉ်းစားပါကိုကအုံနောက်နဲ့ဒီအုံနောက်နဲ့တေချာစဉ်းစားအခုဒီလောက်ခစ်စားနေရ YouTube မှာဆိုလဲဘာလို့ချင်တယ်ရိုက်လိုက်ပေါ်လာတယ်လုံနီးလေအများပြထားတယ်အရင်နေ့မရှိနည်းနည်းရနည်းနည်းလောက်တဲ့ဟာရှာ